အားလုံးပဲမင်္ဂလာပါခင်ဗျားတို့ဒီကလေးလေးကိုတီးကြမယ်လို့ထင်ပါတယ်ရှစ်နှစ်ကလေးလေးရဲ့စကင်းကိုငါတို့ကဟိုတစ်ချက်ရှူရအောင်ငါဘာတဲ့ကျွန်တော်လည်းဟိုနေ့တော့နေချက်ကူနဲ့ထုံထိုးလိုက်လုံးနေတာဗလိုက်တော့ထွက်လာပါဒီလာကမကြလာတယ်တော့ထွက်လာပါငါရောဒီငါရောငါပြီးတော့ဘူးငါဘာတဲ့ကျွန်တော်လည်းအခုနေချက်ကူလို့ဂျွန်ထူလိုင်းဆိုတော့ဗလိုက်ထွက်လာပါပြီအခုကျွန်တော်နေချက်ကူကျွန်တော်ဗလိုက်ထွက်လာပါဒီမှာငါရောအခုကျွန်တော်နေချက်ကူတပုတ်တင်ပြတာအဲ့ဒါကြိုက်လည်းမကြိုက်လည်းပိတ်သက်ကြည့်ရှုပြပါဦးကျွန်တော်ကောမလေးရေဆိုအခုကျွန်တော်နေချက်ကူဂျွန်ထိုးပြီးရင်နေချက်ကူဂျွန်ထိုးပြီးအကားပြင်ကျန်းကျူပါတယ်ကျွန်တော်နောက်နေ့ကျရင်အကားလေးပါတင်ပြပါခင်ဗျပိတ်သက်ကြီးကြည့်ရှုပြပါအနေကြရင်